မေတ္တာတော့အနှစ်ချုပ်မြတ်စွာဘုရားကပရိတရားတော်တွေကိုဟောတဲ့အခါမှာမေတ္တာနဲ့သစ္စာဒီနှစ်ခုကိုအဓိကထားဟောတယ်။အန္တရာယ်ကိုကာကွယ်တဲ့အခါမှာမေတ္တာကိုအသုံးပြုပြီးကာကွယ်တဲ့နည်းစနစ်သစ္စာကိုအသုံးပြုပြီးကာကွယ်တဲ့နည်းစနစ်နှစ်ခုကိုသုံးပြီးပရိတရားတော်ကိုဟောထားပါတယ်။မေတ္တာလို့ဆိုတဲ့တရားဟာရှုဖိတ်ရမယ်တရားမဟုတ်ပါပွားများရမယ်တရားဖြစ်ပါတယ်မေတ္တာဟာသမထကမ္မထမ်းမှာပါတယ်မေတ္တာဆိုတာဘာဝနာတရားဖြစ်လို့ပွားများကြရမယ်မေတ္တာ၃မျိုးကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာကာယကံမေတ္တာဆိုတာမေတ္တာကိုအမှုနဲ့ပြတယ်ဥပမာလမ်းသွားရင်လမ်းပေါ်မှာရှိတဲ့အမိုက်တွေစူးညောင်ခလုတ်တွေကိုဖယ်ရှားပေးတဲ့မေတ္တာမျိုးပဲဖြစ်ပါတယ်ဝစီကံမေတ္တာကတဦးနဲ့တဦးစကားပြောတဲ့အခါတကယ်မေတ္တာစိတ်ထားနဲ့ကောင်းတဲ့စကားကိုပြောတယ်မကောင်းတဲ့စကားဆိုမပြောဘူးကောင်းကျိုးချမ်းသာရစီမဲ့အပြောမျိုးပြောပေးတယ်အကြံကောင်းဉာဏ်ကောင်းပေးတယ်မနောကံမေတ္တာဆိုတာကတော့ဘာဝနာအလုပ်အနေနဲ့ပွားများအားထုတ်တာပဲဖြစ်ပါတယ်တဝါတို့ပေါ်မှာအကျိုးလိုလားချမ်းသာစေလိုတဲ့စိတ်နဲ့မေတ္တာဘာဝနာပွားများအားထုတ်ခြင်းပဲဖြစ်ပါတယ်ကျမရတနာကြီးပါရှင်နောက်ရက်များမှာလည်းမေတ္တာတော့အနှစ်ချုပ်တရားတော်မှာကြံရှိနေတဲ့နှုတ်များကိုဆက်လက်ပြီးတော့တင်ဆက်သွားပါမယ်ရှင်ကြည့်ရှုသူအားလုံးရေလိုအေးလိုပန်းလိုလန်းဆန်းကြပါစေရှင်အဆုံးထိကြည်ပေးတာလေကျေးဇူးပါရှင်